အားလုံးပဲမင်္ဂလာပါစာရေးဆရာဧကမင်းရေးသားထားတဲ့ဆုံးမကြီးတော်ငွေစိန်နဲ့ပရလောကသားဆိုတဲ့စာအုပ်များထဲကစိုက်ကားတစ်သည့်လူတစ်ယောက်တရေကောင်ဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ကြားပေးသွားပါမယ်ဖြစ်ပါတယ်ကိုအောင်မြင့်တယောက်လှိုင်သာအားမှပြန်နောက်ကြသဖြင့်တကုံမြောက်ပိုင်းခွန်ရှစ်လမ်းစုံမှာတယောက်တည်းကားရက်ဆောင်နေသည်အနီးဝန်းကျင်မှာသူကဲ့သို့ကားရက်ဆောင်နေသူ၄-၅-10ယောက်ခန့်ရှိနေသည်သူနှစ်ခီးလမ်းကြောင်းတူများဖြစ်ချင်မှဖြစ်မည်ခွန်ရှစ်လမ်းစုံမှာတကုံမြောက်ပိုင်း12ရက်ကွက်13ရက်ကွက်6ရက်ကသွားမိသူများတို့ကားသိမ့်မရှာမြို့ထဲမှအပြန်လိုင်းကားများတစည်းပြီးတစည်းဝင်လာသည်စင်းသူတက်သူတို့နှင့်သူ့အနီးမှလူများတဖြည်းဖြည်းနေသွားသည်အချိန်က9နာရီကျော်ပြီကိုမြင့်မဟုတ်လားဟာတင်းကြိုင်မင်းမြောက်ကလာမှနေတာမဟုတ်လားအရင်ကဟုတ်တယ်အခုမဟုတ်တော့ဘူးဒါဆိုရင်အခုဗမာနေတာလေကျွန်တော်အိမ်တော်ကြပြီမိဘတွေနဲ့ခွဲနေလိုက်တယ်အခု9ရက်ခွက်ထဲကနီလာ2လမ်းမှာလင်များနဲ့အိမ်ကားနေကြတယ်သားသမီးတွေရောရနေပြီလားတနစ်သမီးလေးတယောက်ပိုင်ထားပြီမင်းနဲ့ငါမဆုံတာလဲကြာပြီမင်းအခုဘယ်သူနဲ့တွဲလုံနေလဲကျွန်တော်အရှိကြီးတွင်တို့ရဲ့လက်ထောက်ဖြစ်နေပြီမစိုးပါဘူးအရှိကြီးတင်တော့လုပ်ငန်းလမ်းကျွမ်းနဲ့သဘောလဲကောင်းတယ်ဒါနဲ့နောက်ကျလိုက်ကြီးလားအေးကွာအလုပ်လက်စားတက်တာနောက်ကျသွားရတဲ့ထဲလိုင်းကားပါပျောက်သွားလို့နောက်ကျရတာငါဒီနားရက်နေတာနိုင်ဝက်လောက်ရှိနေပြီကားတစ်စီးမှမလာဘူးဂိတ်ပြန်ဘတ်စကားတွေရှိနိုင်သေးတယ်ကားမရှိရင်တက်စီ5စီးပေါ့တိတ်မပေးရပါဘူးတိမ်မပေးရပါနဲ့133ကိုလိုက်မဲ့လူကရှားတယ်ကွာဒါနဲ့နိုင်ဝက်လောက်အချိန်ပေးနိုင်မလားဘာလို့မလို့လဲကိုဆရာကိုကြုံလုံးပြုစုမလို့လာပါနိုင်ဝက်လောက်ပါပဲပြီးရင်ကျွန်တော်တစီငှားပေးလိုက်မယ်ဆိုင်ကဘယ်နားမှာလဲရှေ့မတိုင်ကျောင်းလမ်းနားမှာထိုင်ကြမယ်အဲ့ဆိုင်မှာကျွန်တော်မကြာခဏထိုင်နေကြမင်းနဲ့ရောမဝေးဘူးလားအာကွန်မြစ်ကလေအိမ်ကိုဆိုင်ကလမ်းလျှောက်သွားရင်15မိနစ်မလျှောက်ရပါဘူးကွန်မြစ်ကဝေးကြီးသွားမှာလာပါအောင်မြင့်နဲ့တင်ကြိုင်တို့ကတချိန်ကစောက်လို့ရီကန်ထရိုက်တူဦးကြီးလက်အောက်မှာလုပ်ခဲ့ကြသူများဖြစ်သည်အောင်မြင့်ကလက်သမားအဖွဲ့ခေါင်းဆောင်ဖြစ်သည်အောင်မြင့်ဖွဲ့မှာတင်ကြိုင်ကရိုးရိုးလက်သမားအနေဖြင့်ဝင်ရောက်လက်ကွန်ခဲ့သူဖြစ်သည်အတူလက်တွဲလုပ်ကန်ကြ၍2နှစ်ကြာမှတင်ကြိုင်ကတခြားအဖွဲ့သို့ပြောင်းသွားသည်လက်သမားခေါင်းဆောင်အရှိကြီးတင်ထွန်းကသူကြိုက်နေသောမိန်းကလေးအကိုဝန်းငွေဖြစ်သည်တင်ကြိုင်လည်းချစ်သူနဲ့နီးစပ်ရေးအတွက်အရှိကြီးလက်အောက်သို့ဝင်ရောက်လက်ကန်ခဲ့ခြင်းဖြစ်သည်ထို့သို့ပြောင်းရွှေ့လက်ကန်ခဲ့ရင်တစ်နှစ်အတွင်းမှာထိုမိန်းကလေးနဲ့အိမ်အောင်ကြခဲ့သည်အရှိကြီးတင်ထွန်းယုံကြည်ကိုးစားမှုကိုရရှိကာလက်သမားပညာများသင်ပေးခြင်းဖြင့်လက်ထောက်နေရာထားပြီးလုပ်ငန်းကိုလွှဲထားသည့်အထိယုံကြည်မှုရရှိခဲ့သည်ထို့နောက်တင်ကြိုင်နှင့်ရှေးအောင်နောက်ဖြစ်ပြောဆိုကြရင်စားတောက်ဆိုင်မှာမန္တလေးရန်ဒပလင်းကုန်တဲ့အထိ2နာရီနီးပါးအချိန်ကြာသွားခဲ့သည်ပတ်စံရှင်တော့17နာရီထိုးပြီကားသွားလာလည်းမတွေ့ဘူးအခုမှခတ်ပြီအိမ်မှာလိုက်ပါလားမအိတော့ဘူးကွာမုံနဲ့133ထိလမ်းလျှောက်ပြီးပြန်မယ်တနိုင်ခွဲလောက်ရှောက်ရင်တော့အိမ်ရောက်မှာပဲကျွန်တော်ဖုန်းကြောင်းကွေးဒီလိုက်ဖို့ပေးမယ်အဲ့ဒီရောက်မှတက်စီတွေ့ရင်ငှားပေးမယ်စိုက်ကားတွေ့ရင်လည်းငှားပေးမယ်နှစ်ယောက်သားမုံနဲ့ရှောက်လာကြသည်ကားတစ်စီးမှမလာတော့ဖုန်းကြောင်းကွေးလမ်းစုံမှာနောက်နေထွက်မိလိုင်းကားကြီးများညရီတန်းစီရထားကြသည်ကားဂိတ်ဝင်းကျင်ကလက်ဖေးဆိုင်စားတောက်ဆိုင်များလည်းပိတ်ရန်တင်းစီနေရသည်လမ်းပေါ်မှာတွာလာသူမရှိသူတို့2ယောက်ထဲသာရှိတော်သည်မင်းရဲ့ကြော်စွာလမ်းနှင့်ကြံစသားလမ်းစုံမှာခဏမြတ်ရက်၍လမ်းကြုံဆောင်ရင်စကားရက်ပြောနေကြသည်တညလောက်အိတ်လိုက်ပါလားမဖြစ်ဘူးကွမိမကဘလောက်နောက်ကြပါစေပတ်စံမနှမျောနဲ့တက်စီပြငှားပြီးပြန်ခဲ့လို့အမြဲမှားအခုပြန်တော့မိမကြောက်လို့ဟဲမကြောက်ပါဘူးကွာချစ်လို့သူ့စကားနားထောင်တာဒါဆိုရင်လေလူကြုံလည်းမရှိတက်စီလည်းမရှိစိုက်ကားလည်းမရဘူးဆိုဘလို့ပြန်မလဲစောစောကပြောသလို9693ပေါ့ကွာဘာခတ်တာမှတ်လို့ဟာဒီချိန်လမ်းလျှောက်ပြန်တနိုင်ခွဲနီးပါလျှောက်ရမှာပတ်တင်အောင်နဲ့တွေ့ရင်ရှင်းရခတ်တယ်နော်အရက်ဆိုင်မှာကြာသွားလို့ပြောမှာပေါ့ကွာကဲဒါဆိုရင်လည်းအချိန်ရှိတော့ရှောက်ပြီးတော့ကျွန်တော်လည်းမင်းရဲ့ကြော်စွာလမ်းတိုင်းရှောက်ပြီးပြန်မယ်မင်းက15မိနစ်လောက်ဆိုအိမ်ရောက်မှာပဲကဲသွားတော့ငါလည်းသွားပြီအောင်မြင့်လည်းတင်ကြိုင်ကိုပြန်လှုပ်လိုက်ပြီးတယောက်တည်းမင်းရဲ့ကြော်စွာလမ်းတိုင်း133ရက်ကွက်သို့ရှောက်လာခဲ့သည်တကုံတက္ကသိုလ်မိုးဝလို့၍မီတာယုံကျော်သည်နှင့်ကွင်းမြောင်တိုင်းသွားရမည်တယောက်တည်းအရင်မှုနှင့်မရတရချင်းတစ်ပိုက်ပြီးတစ်ပိုက်ကိုဟစ်ကရှောက်နေတော့ထိုချိန်ရောက်မှတော့အဖော်ဆောင်ရန်လည်းမစင်းစားတော့စိုက်ကားတစီဆောင်ရန်လည်းအုံနောက်ထဲမှာမရှိ133ရောက်ရန်သာရှေးရှုပြီးတချင်းမျိုးစုံဟိရှောက်နေလိုက်တော့သည်မကြခင်တကုံတက္ကသိုလ်မုတ်ဦးရှိကိုကြော်ဖြတ်ခဲ့ပြီးမီတာယုံရှင်းမတိုင်သို့ပင်ရောက်ခဲ့ပြီးထိုမှအလွန်တကုံတက္ကသိုလ်နှင့်ဘူရာကြီးဆက်သွယ်မိရထားလမ်းဖောက်လုံးမိနေရသို့အရောက်ကလင်းနောက်မှစပိန်လာဆိုင်ကားလားမသိဘဲဒီတန်ကြားလိုက်၍ရှောက်နေသောအရှင်ကိုတက်ပြီးနောက်လဲကြည့်လိုက်စဉ်ရမှုသည့်အရှင်ကြောင့်ဘေးသို့ရိုင်သွားရသည်မိရထားလမ်းဖောက်လုံးရန်ပုံထားသောဇလီပါတုံးများပေါ်လက်ထုံးပြီးမလဲကြခြင်းပင်ဖြစ်သည်ဟို
ကန်ကောင်းထောက်မော့စွာစိုက်ကားတစ်စီးဖြစ်နေသည်စိုက်ကားနင်းသူကအသက်ကြီးပုံမရအုတ်ထုပ်ပြန့်ကိုစောင်းထားသည်အောင်မြင့်ဟိုးဟုအော်လိုက်တဲ့အတန်းကြောင့်ကြော်တက်ရင်ပြင်းနေသောစိုက်ကားသမားလည်းစိုက်ကားကိုတိကနေသူ့ဘေးမှရပ်ပြီးဆရာကြီးလိုက်မလို့လားဘယ်သွားမှာလဲလိုက်မယ်133လိသွားမယ်လမ်းသိနေမဟုတ်လားလမ်းကတော့သိနေဒါပေမဲ့133လိမရောက်ဘူးစူပေါင်းယုံရှေ့လမ်းဆောင်ထိလိုက်လို့ရတယ်ဘယ်လောက်ပေးရမလဲဗျ300တော့ပေးဗျာဟာကားနဲ့ဆို90ပဲကြာတာ200ယူအချိန်ုံလည်းကြည့်အောင်လေမလိုက်ချင်နေခဲ့လိုက်မယ်300ပေးမယ်ဒါဖြစ်တက်အောင်မြင့်လည်းစိုက်ကားရှိကနေတက်လိုက်သည်စိုက်ကားသိမ်းတာနောက်ကျလိုက်ကြီးလားဆရာလိုပေါ့ဆရာလည်းအရက်ဆိုင်ဝင်ပြီးနောက်ကျနေတာမဟုတ်လားဟုတ်တယ်အရက်ဆိုင်ဝင်ကြတဲ့ကကားလည်းမရှိစိုက်ကားလည်းမရှိတော့တာဘာမှမရှိတော့လို့လမ်းလျှောက်ပြန်မယ်ဆိုပြီးအရက်ဝင်တောင်းနေတာဂိတ်ကဘာမှတတ်ထိုးတာလဲမန္တလေးလမ်းမှာနေ့တိုင်းဂိတ်ထိုးတယ်ည9 နာရီလောက်ဂိတ်သိမ်းပြီးအိမ်ပြန်တယ်အိမ်ကစီပင်ဝင်းထဲမှာဗျစိုက်ကားကတအီးအင်းနဲ့လိမ့်နေသည်စိုက်ကားနင်းသူမျက်နှာကိုမမြင်ရတော့လေလေတံနဲ့ကိုလုံးကိုပေါက်ရသူ့ထက်အသက်ငယ်မိဟုထင်ရသည်အောင်မြင့်တက်က35နှစ်ရှိပြီဖြစ်နှစ်ယောက်စလုံးရေကျင်ကိုက်မူးလာသူဖြစ်စကားပြောနေကစိုက်ကားသမားကလည်းစိုက်ကားကိုမှန်မှန်သာနေနေသည်ဆရာကြီးဒီချိန်ပြန်တာတရဲနဲ့တွေ့မှမကြောက်ဘူးလားတရဲနဲ့တွေ့လို့ကြောက်အောင်ချောင်းရင်ကြောက်တာဗောဗျကြောက်အောင်မချောက်ပဲသူ့လိုကိုလိုတွာလာနေတော့တရဲမှန်လန်တိမှာမဟုတ်ကြောက်လဲကြောက်မှာမဟုတ်ဘူးဗောတရဲဆိုတာတွေကပုံစံမျိုးမျိုးနဲ့ချောက်တတ်တာပဲငါညီကတရဲတွေ့ဘူးလို့လားတွေ့ဘူးလားဗောကြောက်အောင်ချောက်တဲ့တရဲနဲ့လည်းကြုံဘူးတာပဲလားကြုံတာဗောရုတ်တရက်မထင်မဲ့ပဲပုံစံမျိုးမျိုးလုပ်ပြီးတော့ချောက်တတ်တယ်နတ်မျိုးဆိုအတန်မျိုးမျိုးပေးပြီးတော့လေချောက်တတ်တယ်ပြီးတော့သူတို့ဘာကြောင့်သေးရလဲဆိုတော့တိအောင်ဖန်ဆင်းပြပြီးချောက်တာလည်းရှိရဲ့ဗျအမေငါညီကတရေမျိုးစုံ6လနာကြုံဘူးတဲ့ပုံပဲကဲပါငါညီတရေเจ้าတော့စိတ်ဝင်စားတယ်ဒါပေမဲ့အခုလိုညနေတကောင်ရန်ချိန်ကြီးမှာတရေတွေ့ကြုံလို့မမေးတော့ပါဘူးကွာငါမင်းနဲ့လမ်းခွဲပြီးရင်အိမ်ရောက်ဖို့တော်တော်ရှောက်ရအောင်ပါကွာကျွန်တော်လိုက်ဖို့ပေးချင်ပေမဲ့အချိန်မရှိတော့လို့ရုံးရှိမတိုင်တီပဲတောင်းဝန်ယူနိုင်နေဗျာကြော်ကြားတို့ရက်ွက်ထိန်နေလဲနီးနေပါပြီထိုးချိန်စိုက်ကားကတကုံတောင်ဘက်သို့သွားနိုင်သည်စက်မှုစုံကိုဖျက်ဖောက်ထားသောလမ်းတစ်လမ်းကိုကျော်သွားသည်စိုက်ကားကိုသာတွတ်တွတ်နေမှာကယခုချိန်ဆိုရင်စူပေါင်းယုံမှတ်တိုင်သို့ပင်ရောက်လေပြီယခုတော့စိုက်ကားကိုလူလန်းလျှောက်သွားသည့်ခန့်သာဘိန်းကလိမ့်နေသည်သူလဲမူးနေသည့်အတွက်ပြောမနေတော့အောင်မြင့်လဲစိုက်ကားသမားနဲ့စကားပြောပေါ်ရသည့်အတွက်စိုးရင်ကြောက်ကြမှုတော့မရှိတော့ပါရုံးရှိမှတ်တိုင်ရောက်ပြီးစိုက်ကားပေါ်မှာဆင်းပြီး86ပါကတရေနဲ့မတိုးဘူးမပြောနိုင်တိတ်တဆိတ်တော့ညသကောင်ရဲ့အချိန်မှာကလမ်းနဲ့စိုက်ကားဘိန်းပို့တိုက်တံပင်ကျဲလောင်သလိုထင်ရသည်နှစ်ယောက်သားစကားမပြောဖြစ်ပဲအချိန်နှန်းငယ်တိတ်ဆိတ်သွားသည်ထိုစဉ်အောင်မြင့်နှာခေါင်းနဲ့အပုပ်နဲ့အကြီးရလိုက်သည်ထို့ကြောင့်ဟိုဟိုတီတီကိုကြည့်လိုက်ပြီးကားလမ်းမေးရင်မြောင်းထဲမှာခွေးတကောင်သေးလို့ပုံနှံထွက်တာဖြစ်မှာပေါ့ဖြစ်နိုင်တယ်တနေလုံးနေပူမိပြီအခုအေးမှာအပုပ်နဲ့စူးစီးရှာထွက်တာဖြစ်နိုင်တယ်အနံ့ကရော့မသွားပို့လို့တော့နှမ်းသလိုပဲအနံ့ကလေးသိမ့်ပြီးကပ်ပါလာသလိုပဲအောင်မြင့်ကနှာခေါင်းပိတ်လိုက်ပြီးမကြင်မနဲ့ပြောဆိုနေသည်စိုက်ကားနင်းသူကတော့မနှံသည့်လားစိုက်ကားကိုသာမှန်မှန်နေနေသည်ပြီးမှစကားဆလာသည်တရေ6တောင်မဖြစ်နိုင်ဘူးလားအေးကွာအနံ့ကစိုက်ကားနောက်ကကပ်ပါလာသလိုပဲစိုက်ကားနင်းနဲ့တဖြည်းဖြည်းအနံ့ကဝေးပြီးကြံခဲ့အောင်အခုတော့မရော့တဲ့ပြင်ပို့ပြီးနံလာသလိုပဲကျွန်တော်စိုက်ကားနောက်ခုံမှာတရေများစီးပြီးလိုက်လာနေတာလားမသိဟာကွာမင်းကလေမကြောက်မိအောင်စိတ်ကိုတင်းထားကမှကြောက်အောင်ခြောက်နေပြန်ပါပြီဆရာကလေတရေလေစိုက်ကားစီးမှာပဲဒါမှမဟုတ်တရေတွေလေစိုက်ကားနင်းငယ်နေမှာဟာမင်းကလေပောက်ကြရတွေဖြစ်နိုင်တာကိုပြောတာပါအခုကျွန်တော်နင်းသလိုကျွန်တော်နေရာမှာကျွန်တော်မဟုတ်ပဲတရေတကောင်စိုက်ကားနင်းနေတာဆိုရင်ဆရာဘာဖြစ်မလဲစိုက်ကားနင်းသူကထိုကဲသို့ပြောလာသည်ဖြင့်စိတ်ဆိုးဒေါသထွက်လာသောအောင်မြင့်လေစိုက်ကားသမားကိုဘူးကြီးလှည့်ကြည့်လိုက်သည်စိုက်ကားသမားကအောင်မြင့်ကြည့်သည်ကိုလှည့်မကြည့်ပဲတီးသည့်သဘောနဲ့စိတ်မဆိုးပါနဲ့ဆရာရဲ့စုပေါင်းယုံမှတ်တိုင်နာကိုလည်းရောက်ပါပြီလွန်ခဲ့တဲ့တလလောက်ကဒီလမ်းဆောင်ဟိုဒီနေရာမှာစီပင်လမ်းနဲ့ကွတ်ထွက်လာတဲ့စိုက်ကားနဲ့36ဘတ်စကားကြီးရင်ဆိုင်တွေ့ပြီးတိုက်မိကြတယ်အေးဟုံးဆိုတဲ့အတန်ကြီးလက်ဆုံးစိုက်ကားနဲ့လူကဟောဒီလိုစိုက်ကားနဲ့နေသူကြီးစကားအစုံအောင်မြင့်စီလာဆိုစိုက်ကားကပြုံးကနေပြိုစင်းသွားပြီးသူကတစ်ဖက်သို့ပြစ်ကျသွားသည်အောင်မြင့်လည်းစိုက်ကားပေါ်ကပြုတ်ကျသည့်အတွက်လမ်းဖြန့်ပြီးအားကနေអော်လိုက်မိသည်ကတ္တရာလမ်းပေါ်မှာသူအတင်းကုန်းယုံထိုင်ဘေးဘီဆိုကြည့်မိလိုက်သည်သူစီးလာသောစိုက်ကားကကားလမ်းပြီးမှပြားချက်နေသည်စိုက်ကားနင်းသူကကတ္တရာလမ်းပေါ်မှာဇက်ကြီးပြောင်းပြန်လဲကျိုးနေသလိုကတ္တရာလမ်းပေါ်မှာလည်းသွေးတွေနဲ့မြင်မကောင်းခန္ဓာကိုယ်ကြီးကဘိန်းတက်ချိတ်ထားသလိုပြားချက်နေသည်ဟာဘလို့ဖြစ်တာလဲသူကြက်တည်တည်ပြီးကြောင်ကြည့်နေစင်မှာပဲဝင်းရံတို့မှောက်နေသောခန္ဓာကိုယ်ပြားချက်၍
ခေါင်းကြီးနောက်သို့လိန်နေသောအလောင်းကောင်ကြီးတစ်ဖြည်းဖြည်းကုန်းထားနေသည်ကိုမြင်ရသည်မြင်မြင်ချင်းသူ၏ခြေလက်များတည်သလိုလှုပ်ရှား၍မရပဲဖြစ်နေရမှာရုတ်တရက်သွေးစုတကယ်သို့ဖြစ်ပြီးလှုပ်ရှား၍ရတော့သည်ထို့ကြောင့်အချိန်မဆွဲပဲထိုနေရာမှရက်ကွက်ထိပ်သို့ရောက်ပြေးထွက်လာခဲ့ပြီးရက်ကွက်ထိပ်မှတ်တိုင်မှာမီးလုံးရင်းတစ်လုံးသာရှိပြီးမှိန်ပြပြအလင်းရောင်သာရှိသည်ကားလမ်းဘေးတစ်လျှောက်တစ်ပင်ကြီးများရှိနေပြီးသူ့နောက်ဘက်သို့အရှင်လျှော့ပြီးပြန်လှည့်ကြည့်လိုက်တဲ့အခါသူ့နောက်သို့တရေလိုက်မလာမှန်းသိလိုက်သဖြင့်မှန်မှန်ပဲပြေးတော်သည်လုံးဝမယုံဤအချိန်လမ်းပေါ်မှာမမြင်ရသောစေတရေများရှိနိုင်ခဏကြာတော့ကြော်ကြားအိမ်ရောက်လာသည်ထိုနေရာမှာကင်းတဲရှိပြီးမြို့အနောင်ကြီးဘာဖြစ်လာလဲတရေချောက်လို့ဘယ်နာကချောက်တာလဲစူပေါင်းယုံမှတ်တိုင်နာပါဗျာဟာစူပေါင်းယုံမှတ်တိုင်နာဟုတ်လားအခုအဲ့နေရာမှာစိုက်ကားသမားတရေအချုပ်ချမ်းနေတာဗျဟုတ်တယ်စိုက်ကားသမားတရေပဲပြီးခဲ့တဲ့တစ်လလောက်ကျော်လောက်ကလိုင်းကားနဲ့မျက်နှာချင်းဆိုင်တိုက်မိပြီးတည်သွားတဲ့စိုက်ကားသမားကြောင့်အခုရက်ပိုင်းမကြာခဏအချုပ်ခံနေရတယ်ဗျကျွန်တော်ကလှိုင်သားကပြန်လာတာကားမရှိလို့လမ်းလျှောက်ပြန်လာတော့နောက်ကလိုက်လာတဲ့စိုက်ကားကိုမီတာယုံနာကတားဆီးပြီးလာခဲ့တာတလန်းလုံးလူကောင်းတိုင်းပဲဗျသူနဲ့ကျွန်တော်စကားတွေတော့မျိုးစုံပြောလာကြတယ်သူတည်တဲ့နာကိုရောက်မှတရေဖြစ်မှန်သိလိုက်ရတာသူတည်တဲ့တိုင်ကိုဖန်ဆင်းပြတာဗျပဆက်ဆက်ကားချိတ်ခံလိုက်ရပြီးတည်သွားတဲ့ပုံပဲဟုတ်တယ်စကြီးလိန်ကျိုးပြီးတော့တကိုယ်လုံးကားနောက်ဘိန်းနဲ့အတိုက်ခံလိုက်ရတော့ပြားချသွားတယ်ကြားတာပဲကြောက်လို့သွားမကြည့်ဖြစ်လိုက်ဘူးငါသွားကြည့်လိုက်တာ3-4ရက်အိတ်လို့မရအောင်ချုပ်ချားနေတယ်ထမင်းတော်မနေမြုပ်ချရတယ်ကွာတကယ်ကြောက်စရာကြီးပါကွာကျွန်တော်သူ့ပြလို့သာမြင်လိုက်ရတာဗျအခုမျက်လုံးထဲမှာကိုမြင်နေရတော့မယ်ဒါနဲ့မိတ်ဆွေကဘယ်ထိသွားမှာလဲဗျဒီလမ်းတိုင်းဝင်သွားရင်ဓမ္မယုံနားမှာကျွန်တော်အိမ်ရှိတယ်ဗျတိတ်မဝေးဘူးပဲဝင်းရင်လိုက်ဖို့ပဲမလို့ခွေးတွေလည်းသတိထားပြီးသွားအောင်ကွာအောင်မြင့်လည်းကင်းသမားများနဲ့တွေ့လိုက်ရပြီသွေးပြက်လောက်သည့်ကြောက်စရာပုံရိပ်ကြီးအနှဲငယ်ရော့သွားသည်ထို့ကြောင့်လမ်းမီးခွေးများကိုသတိထားပြီးအိမ်သို့တွတ်ရှောက်ခဲ့လိုက်တော့သည်